ထောင်ကိုရ68ခုနှစ်မှာပေါ့လူငယ်လေးအိုင်းရင်နဲ့သူမရဲ့ဆိတ်ဆက်ထားသူပေါတို့ဟာကျန်းစဲစားတောက်ဆိုင်ဖွင့်ပွဲကိုတက်ရောက်ခဲ့ကြတယ်။ပေါကအိုင်းရင်ကိုလက်ထက်ခွင့်တောင်းပြီးဆိတ်ဆက်လက်စွပ်လေးကိုသူမရဲ့လက်သူကြွယ်မှာစွပ်ပေးခဲ့တယ်။အဲ့ဒီအချိန်မှာပဲအိုင်းရင်ဟာထိတ်လန့်စရာတစ်ခုကိုမြင်လိုက်ရတယ်အပေါ်ကကောင်လေးတယောက်ပြစ်ချလိုက်တဲ့အကြွေစစ်လေးဟာတေမင်းကိုယ်တိုင်မှုတ်ထုတ်လိုက်တယ်လို့မျိုးလေဝင်လေထွက်ပေါက်ထဲကိုတဲတဲမတ်မတ်ဝင်သွားခဲ့တယ်။အဲ့ဒီအကြွေစစ်ဟာပန်ကာထဲမှာညက်သွားပြီးပန်ကာကိုချက်ချင်းရက်တန့်သွားစေခဲ့တယ်။အဲ့ဒီအချိန်မှာစားတောက်ဆိုင်ထဲကလူတွေကတော့သူတို့ခြေထောက်အောက်ကမှန်တွေအကွဲနေတာကိုမသိပဲပျော်ပျော်ပါးပါးကခုန်နေကြတော့ပဲ။မှန်အကြောင်းတွေဟာတဖြည်းဖြည်းကျယ်လာတယ်။အိုင်းရင်နဲ့ပေါ်တို့နေရာရှိလိုက်တဲ့အချိန်မှာပဲအောက်ကတံမဏိအထောက်ပံ့တွေဟာခံနိုင်ရည်အကန့်အသတ်ကိုရောက်သွားခဲ့ပြီးမူလီတွေတစ်ခုပြီးတစ်ခုပြုတ်ထွက်ကုန်တဲ့ရုတ်တရက်ညက်နေတဲ့အကြွေစေးကြောင့်ပန်ကာတလက်တစ်ခုဟာလွင့်ထွက်သွားပြီးဂက်စပိုက်ကိုသွားမှန်ခဲ့တယ်။ကချေတီတွေကခုန်နေကြတော့မှအကြောင်းတွေပိုကျလာပြီးလေထဲမှာဂက်စတွေစိမ့်ထွက်လာတယ်။အိုင်းရီဟာပတ်ဝန်းကျင်ကအခြေအနေတွေကြောင့်စတင်ထိတ်လန့်လာခဲ့တယ်။ရုတ်တရက်ပေါဟာကျမ်းပြင်ကနေပြုတ်ကျသွားတဲ့လူတွေဟာတယောက်ပြီးတယောက်အောက်ကိုပြုတ်ကျကုန်ကြပြီးတံမဏီတန်းတွေကိုအသေးအတန်လှမ်းဆွဲနေကြရတယ်။အောက်ထက်ကဝန်ထမ်းတွေလည်းထိတ်လန့်တကြားနဲ့အသက်လူထွက်ပြေးနေကြရပြီးပေါဟာခိုင်ခန့်တဲ့မန်ချက်တစ်ခုကိုလှမ်းဆွဲထားနိုင်ခဲ့တယ်။အိုင်းရီကအသေးအတန်အော်ဟစ်အကူအညီတောင်းပေမဲ့ဘယ်သူမှရောက်မလာခဲ့ဘူး။သူမကပေါကိုအသေးအတန်လှမ်းဆွဲပေမဲ့သူဟာလက်ချော်ပြီးပြုတ်ကျသွားခဲ့တယ်။ကြောက်လန့်တကြားထွက်ပြေးနေကြတဲ့လူတွေကြောင့်ရုပ်ရုပ်သေးသေးတွေဖြစ်ကုန်တဲ့မိတောက်တွေကြားထဲကအမျိုးသမီးတစ်ယောက်ဟာကက်ဆီယိုစိတ်နေတဲ့နေရာကိုပြေးဝင်သွားမိတဲ့အခါချက်ချင်းပဲအားပြင်းတဲ့ပေါက်ကွဲမှုကြီးဖြစ်သွားခဲ့တယ်။အချိန်မီမပြေးနိုင်တဲ့သူတွေအားလုံးအသက်ဆုံးရှုံးခဲ့ကြရတယ်။အိုင်းရီဟာမိတောက်တွေကြားကနေကံကောင်းထောက်မစွာလွတ်မြောက်ခဲ့တဲ့ဝန်ထမ်းတွေကကြံနေတဲ့သူတွေကိုချက်ချင်းထွက်ခွာဖို့အော်ဟစ်တတိပေးနေကြတယ်။အကြွေစစ်ပြစ်ချခဲ့တဲ့ကောင်လေးကတော့ရှေ့ဆုံးကနေပြေးနေခဲ့တယ်။ထိတ်လန့်နေတဲ့လူအုပ်ကြီးဟာအရေးပေါ်ထွက်ပေါက်စီကိုတိုးဝှေ့ပြေးကြတယ်။ဒါပေမဲ့ဒါဟာလဲတေမင်းရဲ့အစီအစဉ်တစ်ခုပါပဲ။လူလျှောက်လန်းဟာပြိုကျသွားပြီးအဲ့ဒီထဲကိုဝင်သွားတဲ့သူတွေအားလုံးတေဆုံးကုန်ကြတယ်။အဲ့လစရာကောင်းတာကအဲ့ဒီကောင်လေးကတော့ဘာဒဏ်ရာမှမရပဲလွတ်မြောက်သွားခဲ့တဲ့ကြံနေတဲ့သူတွေဟာတက်လေကားစီကိုအလို့အရက်ပြေးကြတယ်။အသက်ရှင်ဖို့အတွက်တယောက်နဲ့တယောက်အသေးအတန်တွန်းဖယ်နေကြတယ်။အဖိုးကြီးတယောက်ဟာအိုင်းရီကိုတွန်းဖယ်လိုက်ပေမဲ့လူတွေပြည့်နေတဲ့တက်လေကားတကားကြားမှာသူကိုယ်တိုင်ညက်သွားခဲ့တဲ့အလေးချိန်လွန်ခဲ့နေတဲ့တက်လေကားဟာချို့ရင်းသွားပြီးအဲ့ဒီအဖိုးကြီးကိုကြောက်စရာကောင်းလောက်အောင်ကြိတ်ချေပစ်လိုက်တယ်။အိုင်းရီဟာတခြားထွက်ပေါက်ကိုအသေးအတန်ရှာနေခဲ့တယ်။ဒါပေမဲ့စိတ်ဖိစီးမှုတွေကြောင့်သူမရဲ့ကိုယ်ဝင်ကိုထိခိုက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲပစ္စည်းတွေဘေးကိုရှော့ကျနေတာကိုသူမသတိထားမိလိုက်တယ်။မျက်နှာချက်ကလည်းကြောက်စရာကောင်းအောင်အကွဲလာပြီးအနေရကိုအာယုံရလိုက်တဲ့အိုင်းရီဟာအပေါ်ကိုအမြန်တက်ခဲ့တယ်။တခြားသူတွေကတော့ကံမကောင်းခဲ့ကြဘူးကျမ်းပြင်ဟာနှစ်ချမ်းကွဲသွားပြီးမက်ဆောက်တဲ့ရှော့ကြီးဖြစ်သွားခဲ့တယ်။လူတွေဟာထိမ့်မနိုင်ပဲအောက်ကိုရှော့ကျကုန်ပြီးခိုင်ခန့်တဲ့မန်ချက်ပေါ်ကိုကျသွားကြတယ်။အမျိုးသမီးတစ်ယောက်ကတော့သူမအသက်ရှင်ပြီလို့ထင်နေခဲ့တာ။ဒါပေမဲ့သူမအပေါ်ကိုမောကြည့်လိုက်တဲ့အခါပီယာနိုကြီးတစ်လုံးဟာပြုတ်ကျလိုနီးပါးဖြစ်နေတယ်။တေမင်းဟာနောက်တစ်ကြိမ်ဝင်ရောက်ဆွတ်ဖက်ပြန်ပြီးအကျွေးစစ်လေးတစ်စိကိုပီယာနိုပေါ်ချလိုက်တဲ့အခါပီယာနိုကြီးဟာအဲ့ဒီမျိုးသမီးပေါ်ကိုပြုတ်ကျသွားခဲ့တယ်။အဲ့ဒီအချိန်မှာတော့အဲ့ဒီအုပ်စုထဲကလူအားလုံးတေဆုံးကုန်ကြပြီ။ကောင်လေးကတော့လွတ်သွားပြီလို့ထင်ပြီးပြုံးနေတော့မှပဲပီယာနိုကြီးဟာသူ့ဘော်ကိုတဲတဲမတ်မတ်ကျလာခဲ့ပြန်တယ်။အိုင်းရီဟာပေါအတွက်အယမ်းဝန်းနေနေခဲ့ရတယ်။ဒါပေမဲ့အနေရဖြစ်နေတဲ့နောက်ထပ်ကောင်လေးတစ်ယောက်ကိုမြင်လိုက်ရတဲ့အခါသူမဟာအသက်ကိုရင်းပြီးသူ့ကိုကယ်ခဲ့တယ်အဲ့ဒီအချိန်မှာပဲအပေါ်ကအဆောက်အဦတစ်ခုလုံးပြိုကျသွားခဲ့တယ်။နောက်ဆုံးမိနစ်မှာတော့အိုင်းရီဟာတနန်းတစ်ခုကိုလှမ်းဆွဲထားနိုင်ခဲ့တယ်။ဒါပေမဲ့တေချာကြည့်လိုက်တော့သူမကိုကယ်တင်ခဲ့တာဟာသူမရဲ့လက်မဟုတ်ပါဘူး။ပေါက်ပေးခဲ့တဲ့ဆိတ်ဆက်လက်စွပ်လေးဟာတန်တိုင်မှာညှိနေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီလက်စွပ်လေးကကြာမခံနိုင်ခဲ့ပါဘူး။နောက်တစ်စက္ကန့်မှာတော့အိုင်းရီဟာအောက်ကမိတောက်တွေထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။စတီဖနီဟာအတန်းထဲမှာအိမ်မက်ဆိုးကနေလက်နိုးလာခဲ့တယ်။ဒါပေမဲ့ဒါဟာတာမန်အိမ်မက်ဆိုးတစ်ခုမဟုတ်ပါဘူး။နှစ်လဆက်တိုက်သူမဟာဒီအိမ်မက်ကိုပဲထက်ခါမက်နေခဲ့တာပါ။စတီဖနီကသူမရဲ့သူငယ်ချင်းကိုဒီအကြောင်းပြောပြခဲ့တယ်။အိမ်မက်ထဲမှာအိုင်းရီဆိုတဲ့အမျိုးသမီးတစ်ယောက်ပါတယ်။အဲ့ဒါဟာသူမအဖွားရဲ့နမီပါဒါပေမဲ့စတီဖနီဟာအဖွားဖြစ်သူကိုတခါမှမတွေ့ဘူးသလိုအသက်ရှင်နေသေးလားဆိုတာတောင်မသိပါဘူး။သူမရဲ့သူငယ်ချင်းကတော့ဒီအိမ်မက်ဆိုးတွေရက်သွားအောင်အိမ်ပြန်ပြီးစုံစမ်းကြည့်ဖို့အကြံပေးခဲ့တယ်။
စတီဖနီအိမ်ပြန်ရောက်တဲ့အခါသူမရဲ့အဖေမာဒီကိုအိုင်းရဲ့အကြောင်းမေးခဲ့တယ်။မာဒီဟာမျက်မှောင်ကျုပ်သွားပြီးတခုခုကိုဖုံးကွယ်ထားသလိုမျိုးဟန်ဆောင်ပြုံးလိုက်တယ်။အဲ့ဒီအချိန်မှာပဲစတီဖနီရဲ့မောင်လေးချာလီကသူတို့ရဲ့အမျိုးတွေစီသွားလည်မယ်လို့ပြောတာနဲ့စတီဖနီလည်းလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။သူတို့မထွက်ခွာခင်မှာမာဒီကအဖွားအိုင်းရဲ့အကြောင်းကိုအမျိုးတွေရှေ့မှာမပြောဖို့အထက်ထက်မှာကြားခဲ့တယ်။ဒါဟာစတီဖနီကိုပိုပြီးတန်တရားဝင်စေခဲ့တယ်။အိုင်းရင်နဲ့ပတ်သက်ပြီးဘာတွေဖြစ်ခဲ့တာလဲအကယ်လေးအိမ်မက်ထဲကအမျိုးသမီးဟာအိုင်းရင်ဖြစ်ပြီးတခုခုဖြစ်ခဲ့တယ်ဆိုရင်သူမရဲ့အမေကတော့ဘယ်ကရောက်လာတာလဲစတီဖနီနဲ့ချာလီတို့အမျိုးတွေစီရောက်တဲ့အခါသူမဟာဦးလေးဖြစ်သူဟောင်းဝက်ကိုသူမအမေဒါလင်းအကြောင်းတိုက်ရိုက်မေးခဲ့တယ်ဟောင်းဝက်ဟာအန်လာသွားပြီးစကားလမ်းကြောင်းလွှဲဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့စတီဖနီကသူမအိမ်မက်ထဲကနေရာဖြစ်တဲ့ကန်ဆွဲရဲ့စားတောက်ဆိုင်အကြောင်းပြောလိုက်တဲ့အခါဟောင်းဝက်နဲ့ဇနီးဖြစ်သူဘလန်ဒါတို့ဟာတိတိတာတာတုံလှုပ်သွားကြတယ်စတီဖနီကအမှန်တိုင်းပြောဖို့သူတို့ကိုဖိအားပေးခဲ့တယ်နောက်ဆုံးမှာတော့သူတို့ကအိုင်းရစ်ဟာတင်မဆုံးသေးပဲစိတ်ကျမ်းမာရေးချို့ယင်းနေကြောင်းဖွင့်ပြောလိုက်ရပါတော့တယ်ဒါပေမဲ့ဟောင်းဝက်နဲ့ဘလန်ဒါတို့အတွက်တော့အိုင်းရစ်ဟာတေပြီးသားလူတစ်ယောက်လိုပါပဲစတီဖနီကတော့သူမရဲ့အိမ်မက်ဆိုးတွေရက်သွားဖို့အတွက်အိုင်းရစ်နဲ့ကိုယ်တိုင်စကားပြောချင်ခဲ့တယ်ဟောင်းဝက်ကတော့စိတ်ပြက်လက်ပြက်နဲ့ရှင်းပြခဲ့တယ်သူတို့အဖေတေဆုံးပြီးနောက်မှာအိုင်းရစ်ဟာစိတ်ကိုမထိန်နိုင်တော့ပဲသူတို့ကိုကြောင်းမလွတ်တော့ပဲအိမ်ထဲမှာပိုပြီးပိတ်လောင်ထားခဲ့တယ်သူမရဲ့သားသမီးတွေတခုခုဖြစ်သွားမှာကိုအမြဲတမ်းကြောက်လန့်နေခဲ့တာပါနောက်ဆုံးမှာတော့ရဲတွေရောက်လာပြီးအိုင်းရစ်ကိုခေါ်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့အိုင်းရစ်ဟာသူမရဲ့သားသမီးတွေအခြေအနေကိုအမြဲတမ်းစောင့်ကြည့်နေခဲ့တယ်ဟောင်းဝက်နဲ့ဗျန်ဒါတို့မှာသားသမီးတွေရလာတဲ့အခါအိုင်းရစ်ဟာသူတို့စီကိုကြောက်စရာကောင်းတဲ့စာတွေစတင်ပို့ခဲ့တယ်အဲ့ဒီစာတွေထဲမှာတတိပေးချက်တွေနဲ့ကြောက်စရာကောင်းတဲ့အလောင်းပုံတွေပါဝင်နေခဲ့တာပါနောက်ဆုံးမှာတော့သူတို့ဟာအိုင်းရင်နဲ့အဆက်အသွယ်အားလုံးကိုဖျက်တောက်ပြီးတခြားကိုပြောင်းရွှေ့သွားခဲ့ကြတယ်စတီဖနီကအဲ့ဒီစာတွေကိုကြည့်ချင်ပေမဲ့သူတို့ကညှင်းဆန်ခဲ့တယ်ဒါပေမဲ့စတီဖနီကအသေးအတန်တောင်းပန်တဲ့အခါမှာတော့ဘယန်ဒါကစာတွေဝတ်ထားတဲ့နေရာကိုတိုးတိုးလေးပြောပြခဲ့တယ်စတီဖနီစာတွေကိုတွေးလိုက်တဲ့အခါမှာတော့သူမှမြင်လိုက်ရတဲ့အရာတွေကြောင့်အယမ်းကိုတုန်လှုပ်သွားခဲ့ရတယ်ဓာတ်ပုံထဲကအမျိုးသမီးဟာသူမအိမ်မက်ထဲကအတိုင်းတစ်ထက်တည်းပါပဲဒါဟာသူမရဲ့အိမ်မက်တွေဟာအမှန်တရားဖြစ်နိုင်တယ်ဆိုတာကိုပြနေတာပါစတီဖနီဟာအဖြေကိုရှာဖို့အတွက်အိုင်းရရှိရာစီကိုတယောက်တည်းမောင်းထွက်ခဲ့တယ်သူမဟာတောင်ပေါ်ကဝေးလံတဲ့နေရာတစ်ခုကိုရောက်သွားခဲ့တယ်တကားဝက်ကစကားပြောဆက်ကနေတဆင့်အိုင်းရနဲ့စကားပြောခဲ့တဲ့အခါအိုင်းရကသူမကိုချက်ချင်းပြန်ဖို့ပြောခဲ့တယ်ဒါပေမဲ့စတီဖနီကသူမဟာအိုင်းရရဲ့မြေးဖြစ်ကြောင်းပြောပြလိုက်တဲ့အခါမှာတော့အိုင်းရကသူမကိုအထဲမဝင်ခင်အိတ်ထဲကပစ္စည်းတွေအကုန်ထုတ်ခိုင်းခဲ့တယ်။လေးလံနဲ့တကားကြီးပွင့်သွားတဲ့အခါစတီဖနီဟာအထဲကိုသတိထားပြီးဝင်သွားခဲ့တယ်။အိမ်ထဲမှာထူးဆန်းတဲ့အတားအဆီးတွေနဲ့ပြည့်နေပြီးအမိုးပေါ်မှာတောင်ဆူးတွေတက်ထားခဲ့တယ်။အိုင်းရကတော့ဒါတွေဟာမမြင်ရတဲ့အနေအတွေကနေကာကွယ်ဖို့လို့ပြောခဲ့တယ်။စတီဖနီရှေ့ကိုဖြည်းဖြည်းချင်းတိုးသွားတဲ့အခါအိုင်းရကတကားကိုအမြန်ပိတ်ဖို့တုံတုံရင်ရင်နဲ့အော်ပြောခဲ့တယ်။ရုတ်တရက်အပြင်ဘက်မှာမိသက်ဆေးဘူးတဖူးပြုတ်ကျသွားတယ်။သူမကစတီဖနီကိုဘာမှမကင်ဖို့သတိပေးခဲ့တယ်။ဘယ်အရာမဆိုတေးစေနိုင်တဲ့ထောင်ချောက်ဖြစ်သွားနိုင်လို့ပါ။နောက်ဆုံးမှာတော့သူမရဲ့မြေးမလေးကိုတွေးလိုက်ရတဲ့အခါအိုင်းရဟာနှွေးနှွေးထွေးထွေးပြုံးပြခဲ့တယ်။သူမကစတီဖနီရဲ့အမေဒါလင်းအကြောင်းမေးခဲ့တယ်စတီဖနီကတော့သူမအသက်10နှစ်အရွယ်ကလေးကအမေနဲ့ခွဲနေခဲ့ရကြောင်းရှင်းပြခဲ့တယ်။စတီဖနီကသူမရဲ့အိမ်မက်ဆိုးတွေအကြောင်းစတင်မေးမြန်းခဲ့တယ်။အိုင်းရကတော့ဒါဟာအိမ်မက်သက်မဟုတ်ကြောင်းပြောပြခဲ့တယ်။သူမဟာတစ်ချိန်ကအနာဂတ်ကိုမြင်ခဲ့ဘူးတာပါဘေးအန္တရာယ်ကြီးတစ်ခုကြားရောက်တော့မယ်ဆိုတာကိုသူမသိခဲ့တယ်။အဲ့ဒီတုန်းကသူမဟာပေါင်းတဲ့အတူအမြင့်ဆုံးအမိုးပေါ်မှာရှိနေခဲ့တာပါ။အမျိုးသမီးတစ်ယောက်ရဲ့ဦးထုတ်လွင့်ထွက်သွားပြီးကောင်လေးတစ်ယောက်ကအကြွေစိတ်ပစ်ချဖို့စ조사ခဲ့တယ်။ပေါက်ကသူမကိုလက်ထက်ခွင့်တောင်းခါနီးမှာပဲ။အိုင်းရကပေါက်ကိုချက်ချင်းသတိပေးခဲ့တယ်အဆောက်အဦကြီးပြိုကျတော့မယ်။လူတွေအကုန်တေကုန်တော့မယ်လို့ပေါ့။ပေါက်ကတော့ကြောင်ကြည့်နေခဲ့တာပေါ့အဲ့ဒီနောက်အိုင်းရဟာကောင်လေးရဲ့လက်ထဲကအကြွေစိတ်ကိုလူယူဖို့ပြေးသွားခဲ့တယ်။ဘေးအန္တရာယ်ကိုဖြစ်စေမဲ့အဓိကအရာကိုသူမတားဆီးနိုင်ခဲ့တယ်။သူမဟာအောက်ထပ်ကိုအပြေးဆင်းပြီးမီးလောင်နေတဲ့အိုးကိုဖယ်ရှားခဲ့တယ်။အထဲမှာလူတွေကခုန်နေကြတာကိုတွေ့တော့သူမဟာမိုက်ခရိုဖုန်းကိုချက်ချင်းယူပြီးကျမ်းပြင်ကိုကြည့်ဖို့လူတွေကိုအော်ပြောခဲ့တယ်။တချို့ကသူမကိုတားကြပေမဲ့တချို့ကတော့သူတို့ခြေထောက်အောက်ကအကြောင်းတွေကိုသတိထားမိသွားကြတယ်။
အဲ့ဒီနောက်မှာသူမဟာလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တဲ့အဆောက်အဦကြီးလည်းမပြိုကျခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့စားတောက်ဆိုင်ကိုပိတ်လိုက်ရတဲ့အိုင်းရစ်ဟာဘေးအန္တရာယ်ကိုတားဆီးနိုင်ခဲ့ပေမဲ့တေမင်းကတော့သူ့ရဲ့အစီအစဉ်ပြတ်သွားတာကိုမကြိုက်ပါဘူး။နှစ်အတော်ကြာပြီးနောက်မှာတေမင်းဟာပြန်လာပြီးအဲ့ဒီညကရှိနေခဲ့တဲ့သူတွေအားလုံးကိုတတ်ခဲ့တယ်။သူမရဲ့ခင်ပွန်းပေါက်အပါဝင်ပေါ့။အိုင်းရစ်ဟာတေမင်းဘလို့လာမလဲဆိုတာကိုမြင်တက်လာခဲ့တယ်။သူမဟာနှစ်ပေါင်းများစွာဘေးအန္တရာယ်တွေကိုတားဆီးခဲ့တယ်။အခုတော့တေမင်းဟာသူမကိုဖမ်းမိသွားခဲ့ပါပြီ။သူမမှာကင်ဆာရောဂါရှိနေခဲ့တာပါ။စတီဖနီနဲ့စကားပြောနေတုန်းမှာအိုင်းရစ်ဟာသတိလိုသွားခဲ့တယ်။တေမင်းဟာတိတ်တဆိတ်ရောက်ရှိလာခဲ့ပြီးမှန်ဘီလူတစ်ခုကနေတဆင့်နေအောင်ကြီးဟာတန်မန်းပေါ်ကိုကြားရောက်သွားတယ်။အလင်းတန်းဟာကျိုးပေါ်ကိုကြားရောက်ပြီးမိခိုးတွေထွက်လာခဲ့တဲ့စတီဖနီရဲ့အိမ်မက်တွေဟာနိမိတ်တစ်ခုလို့အိုင်းရစ်ကယုံကြည်နေခဲ့တာပါ။ဘာလို့လဲဆိုတော့စတီဖနီဟာသူမရဲ့အစွမ်းတွေကိုစက္ကန့်ရရှိထားလို့ပါ။အိုင်းရစ်ဟာတခုခုမားနေပြီဆိုတာကိုအာယုံရလိုက်တယ်။သူမခေါင်းကိုလှည့်ကြည့်လိုက်တဲ့အခါတေမင်းရဲ့ပရိယေကိုမြင်သွားခဲ့တယ်။သူမဟာမှန်ဘီလူးကိုချက်ချင်းပုတ်ထုတ်လိုက်တဲ့တေမင်းကတော့မြေးမလေးရှိနေတဲ့အတွက်အိုင်းရစ်သတိလိုသွားမယ်လို့ထင်နေခဲ့တာပါ။အိုင်းရစ်ကစတီဖနီကိုအခြေခံတွေကိုတင်ယူဖို့အတွက်အိမ်မှာပဲနေခိုင်းခဲ့တဲ့အပြင်ဘက်ကအရန်အနေရများလုံးလို့ပါ။သူမဟာအပြင်ကိုမထွက်ခဲ့တာနှစ်ပေါင်း20တောင်ရှိပါပြီ။ဒါပေမဲ့စတီဖနီကတော့မနေချင်ခဲ့ပါဘူး။သူမကြောင်းပြန်ဖို့လိုအပ်နေတာပါအိုင်းရစ်ကတေမင်းဟာသူတို့မိသားစုနောက်ကိုလိုက်နေပြီလို့သတိပေးခဲ့တယ်။ဒါပေမဲ့စတီဖနီကတော့ဒါဟာအိမ်မသက်သက်ပဲလို့ထင်ပြီးမယုံကြည်ခဲ့ပါဘူး။သူမဟာချက်ချင်းပဲထွက်ခွာသွားခဲ့တယ်။စတီဖနီမထွက်ခွာခင်မှာအိုင်းရစ်ကစာအုပ်ကိုယူသွားဖို့အသေးအတန်တောင်းပန်ခဲ့တယ်။စတီဖနီတကားကနေထွက်ခါနီးမှာပဲ။အိုင်းရစ်ဟာအနာဂတ်ကိုမြင်လိုက်ရပြန်တယ်လေတိုင်းနှုံးအိမ်မြောင်။အရာအားလုံးဟာနိမိတ်တွေပါပဲ။သူမအပြင်ထွက်လိုက်ရင်တေးရမယ်ဆိုတာကိုသူမသိတယ်။ဒါပေမဲ့စတီဖနီအတွက်သူမဟာအသက်ကိုရင်းခဲ့တယ်။သူမဟာအပြင်ကိုထွက်လိုက်ပြီးစာအုပ်ကိုစတီဖနီရဲ့လက်ထဲကိုပစ်ပေးလိုက်တဲ့ဒီစာအုပ်ကမိသားစုကိုကာကွယ်ပေးနိုင်လိမ့်မယ်လို့ပြောခဲ့တယ်။ဒါပေမဲ့စတီဖနီကတော့မယုံသေးပါဘူး။ဒါကြောင့်အိုင်းရစ်ကဒါတွေဟာအမှန်တရားဖြစ်ကြောင်းသက်သေပြဖို့အတွက်စတီဖနီကိုနောက်ဆုတ်ခိုင်းခဲ့တယ်။ Shebe. Mere.